Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Premium Pro ထဲမှာ Delete Video Transition Effect တကူဘယ်လိုလုပ်ရမလဲဆိုတာပြပြပေးတော့မှာဖြစ်ပါတယ်။အရင်ဆုံး timeline ထဲမှာကျွန်တော် video နှစ်ပုတ်ဆွဲထည့်ထားပါတယ်။ဒီ video နှစ်ပုတ်ကြားကို Delete Video Transition Effect ထည့်မှာပဲဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကပထမအဆုံး Adjustment Layer တကူဖန်တီးရမှာပဲဖြစ်ပါတယ်။ Adjustment Layer ဖန်တီးမယ်ဆိုရင်တော့ဒီဘက်ဘေးက project လေးတွေကိုသွားပါပြီးရင်တော့ဒီအောက်မှာ Free Form View ဆိုတာရှိပါတယ်။အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ။အဲ့လိုနှိပ်လိုက်ပြီဆိုရင်တော့လွတ်နေတဲ့နေရာလေးပေါ်လာပါပြီ။ပေါ်လာပြီဆိုရင်တော့အဲ့လွတ်နေတဲ့နေရာလေးကို right click လေးနှိပ်ပါပြီးရင် New Line နဲ့ပြီးရင်ဒီမှာ Adjustment Layer လေးကိုခေါ်ပြီးတော့ OK ကိုနှိပ်ပေးလိုက်ပါ။ပြီးရင်ဒီ Search Bar ကိုသွား ADJ လို့ရိုက်ရှာပြီးအောက်မှာ List View လေးကိုနှိပ်လိုက်မယ်ဆိုရင် Adjustment Layer ပေါ်နေပဲဖြစ်ပါတယ်။ပြီး Adjustment Layer ကိုကျွန်တော်ဒီပေါ်ကိုဆွဲထည့်လိုက်ပါ။ဆွဲထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ video နှစ်ပုတ်ကြားကိုအပြောင်တန်းလေးကိုထားလိုက်ပါ။ထားပြီးသွားပြီဆိုရင်ဒီပြောင်တန်းရဲ့အရှိ video ဘက်ကို frame 9ခုယူမယ်အနောက်ဘက်ကို frame 6ခုယူမှာပဲဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ဒီ screen ပေါ်မှာရှိရဲ့ step back 1 frame less ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ရွှေ့လို့ရတယ်လို့ keyboard ပေါ်ကဘယ်ဘက်ကိုသွားတဲ့ arrow လေးကိုနှိပ်ပြီးတော့လည်းရွှေ့လို့ရပါတယ်။ Okay ကျွန်တော်ရွှေ့လိုက်ပါမယ်။2 3 4 5 6 9 8 9 Okay 9ခုရွှေ့ပြီးသွားပြီဆိုရင်ကျွေးလုပ်ပေးလိုက်ပါပြီးရင်အလဲပြန်ထားမယ်ပြီးရင်နောက်ကို frame 6ခုယူမှာပဲဖြစ်ပါတယ်။1 2 3 4 5 6ပြီးရင် razor tool လေးကိုယူပြီးတော့ဖြတ်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ကဒီ adjustment layer ကိုထပ်ပွားမှာပဲဖြစ်ပါတယ်အဲ့လိုပွားမယ်ဆိုရင်တော့ keyboard ပေါ်က order လေးကိုဖိပြီးတော့အပေါ်ဆွဲတင်လိုက်ပါဝထပ်ပြီးတော့နှစ်ခုထပ်ပွားလိုက်ပါမယ်ပြီးရင်ဒီအောက်ဆုံး adjustment layer လေးကို effect တစ်ခုထည့်ရမှာပဲဖြစ်ပါတယ် effect ထည့်မယ်ဆိုရင်တော့ကျွန်တော်ဒီဘက်ဘေးက effect panel လေးတွေကိုသွားပါသွားပြီးသွားပြီဆိုရင်တော့ search bar မှာ wavework ဆိုတဲ့ effect လေးကိုရိုက်ရှာလိုက်ပါရိုက်ရှာပြီးပြီဆိုရင်တော့ဒီအောက်ဆုံးက adjustment layer လေးကိုဆွဲထည့်လိုက်ပါဆွဲထည့်လိုက်ပြီဆိုရင် wavework ဆိုတဲ့ effect လေးရောက်လာပြီဖြစ်ပါတယ်wavework ဆိုတဲ့ effect က wave time မှာ noise ကိုထားလိုက်ပါပြီးရင် directional မှာ0လို့ထားပေးလိုက်ပါပြီးရင် wave height မှာက -250 wave width မှာက9500လောက်ထားပေးလိုက်ပါမယ်ဒါဆိုရင်ဒီလိုပုံစံလေးဖြစ်သွားပြီပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကအပြောင်တန်းလေးကိုဒီ adjustment လေးရရှေ့ဆုံးရွှေ့လိုက်ပါပြီးရင် frame တစ်ခုရွှေ့ laser လေးနဲ့တစ်ချက်ဖြတ်မယ်ပြီးရင်နှစ်ချက်ရွှေ့မယ် laser နဲ့ထပ်ဖြတ်မယ်ပြီးရင်တစ်ခုရွှေ့ laser နဲ့ဖြတ်ပြီးရင်နှစ်ခုရွှေ့laser နဲ့ဖြတ်ပြီးတော့ကျွန်တော်တို့ကနှစ်ခုရှိရဲ့ frame တွေကိုလိုက်ဖြတ်မှာပဲဖြစ်ပါတယ်အဲဆိုရင်ဒီလိုပုံစံလေးရသွားပြီပဲဖြစ်ပါတယ်ဒီနောက်ကိုလည်းအပြောင်တန်းလေးကိုထားလိုက်မယ်ထားပြီးသွားပြီဆိုရင် frame တစ်ခုရွှေ့မယ်တစ်ချက်ဖြတ်မယ်ပြီးရင်နှစ်ခုရွှေ့မယ်တစ်ချက်ဖြတ်မယ်ဒီရားလေးကိုကျွန်တော်ဖြတ်လိုက်ပါမယ်ဒါဆိုရင်ဒီလိုပုံစံလေးရသွားပြီပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကဒီ layer adjustment layer တွေကို effect တစ်ခုထည့်ရမှာပဲဖြစ်ပါတယ် effect ထည့်မယ်ဆိုရင်တော့ဒီဘက်ဘေးက effect တွေကိုသွားပါပြီးရင် search bar မှာထည့်ရမယ့် effect တွေကတော့ VR digital glitch ဆိုတဲ့ effect ပဲဖြစ်ပါတယ် okay ကျွန်တော်ရိုက်ရှာလိုက်ပါမယ် okay VR digital glitch ဆိုတဲ့ effect လေးတွေ့ပြီဆိုရင်ဒုတိယ adjustment layer တွေကိုဆွဲထည့်လိုက်ပါဒါဆိုရင်ဒီလိုပုံစံလေးဖြစ်သွားပါပြီပြီးရင်ဒီဒုတိယ adjustment layer ကိုအလဲက frame 6ခုနေရာမှာပဲထားမှာပဲဖြစ်ပါတယ်okay ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီအပေါ်ဆုံးက adjustment layer တွေကို effect တစ်ခုထည့်ရမှာပဲဖြစ်ပါတယ်ထည့်ရမယ့် effect တွေကတော့ VR chromatic aberration ဆိုတဲ့ effect ပဲဖြစ်ပါတယ်အဲ့ effect လေးကိုကျွန်တော်အပေါ်ဆွဲထည့်လိုက်ပါဒါဆိုရင်ဒီလိုပုံစံလေးဖြစ်သွားပါပြီဒါဆိုရင်ကျွန်တော်အစနေပြန်ကြည့်မယ်ဆိုရင်ဒီလို transition effect လေးရသွားပြီဖြစ်ပါတယ် okay ပြီးကျွန်တော်တို့က sound effect ထည့်မှာပဲဖြစ်ပါတယ် okay sound effect ကိုလည်းကျွန်တော်အပေါ် adjustment layer တိုင်းလေးပဲလိုက်ပြီးဖြတ်လိုက်မှာဖြစ်ပါတယ်ပြီးကျွန်တော်အလဲကပုံနေတဲ့ဟာလေးလိုက်ဖြတ်လိုက်ပါမယ် okay ကျွန်တော်ဒါဆိုပြန်ကြည့်လိုက်မယ်ဆိုရင်ဒီလိုပုံစံလေးရသွားပြီပဲဖြစ်ပါတယ်ဒီ effect ကိုကျွန်တော်တို့ကစာတန်းပေါ်မှာသုံးလို့ရပါတယ်အဲ့လိုသုံးမယ်ဆိုရင်တော့ကျွန်တော်တို့ကစာတန်းတစ်ခုအရင်ထိုးလိုက်ပါမယ်တိုက်တူးလေးကိုယူလိုက်မယ်ပြီးရင်ဒီပေါ်တစ်ချက်ထောက်ပြီးတော့ကျွန်တော် watch ဆိုတဲ့စာတန်းလေးပဲထိုးလိုက်ပါမယ်ဒီ watch ဆိုတဲ့စာတန်းထိုးပြီးဆိုရင်ဒီစာတန်းရဲ့အပေါ်ကိုကျွန်တော်တို့ကဒီလောက်ထိုင် effect ကို duplicate လုပ်ပြီးကျွန်တော်ဆွဲထည့်လိုက်မယ်ပေါ့နော်ပြီးရင်စာတန်းကိုကျွန်တော်ဖြတ်လိုက်ပါမယ်ဒါဆိုရင်ဒီလိုပုံစံလေးရသွားပြီပဲဖြစ်ပါတယ်ဒီစာတန်းရဲ့ဒီ effect ရဲ့ကို select မှတ်လိုက်ပါမှတ်ပြီးရင် right click နှိပ်ပြီးတော့ next step sequence လုပ်ပေးလိုက်ပါဒါဆိုဒီလိုပုံစံဖြစ်သွားပါပြီဒါဆိုပြန်ကြည့်လိုက်မယ်ဆိုရင် glitch effect ပါရဲ့စာတန်းရသွားပြီဖြစ်ပါတယ်ခေကျွန်တော်တို့က transaction ရော glitch စာတန်းကိုအစအနေပြန်ကြည့်လိုက်ပါမယ်Okay ပါဒါဆိုရင်တော့ Premium Pro ထဲမှာ glitch video transition တခုဘယ်လိုလုပ်ရမလဲဆိုတာသိသွားပြီလို့ထင်ပါတယ်ဒီ transition effect တခုကိုတခြားနေရာတွေမှာ copy ယူပြီးတော့လည်းအသုံးပြုလို့ရပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်